မင်္ဂလာပါအခုကတော့ငွေဆောင်ကမ်းခြေကိုရောက်နေပါတယ်ရွှေနာယူပန်းဖြေခဲ့တဲ့ Sandy Bay Resort လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ရွှေတို့ရောက်လာတာနဲ့ Welcome Juice လေးနဲ့ကြိုဆိုပေးတယ်ပင်လယ်ကြီးနဲ့ Cheers လုပ်လိုက်ပါတယ် Sandy Bay Resort မှာအခန်းပေါင်း20ရှိပါတယ်အခန်းဖွဲ့စည်းပုံဒီဇိုင်းတွေကလည်းခင်မီပြီးတော့တက်ရက်တယ်အခန်းတွေအားလုံးကလည်းမှန်ခန်းလေးတွေပဲဖြစ်ပါတယ်အခန်းထဲကိုဝင်တာနဲ့အဲကွန်လေးကအေးပြီးတော့စိတ်ကိုအပန်းပြေစေပါတယ်ရှင်ရေချိုးခန်းတဲ့အိမ်သားကလည်းတန်ရှင်းတက်ရက်ပါတယ်Sandy Bay Resort မှာအကြိုက်ဆုံးနေရာလေးကတော့အိပ်ရာပဲဖြစ်ပါတယ်။နူးညံ့တဲ့ခေါင်းအုံနဲ့မှုရာလေးတွေကစိန်ကြပြီးတော့အိပ်ရာနဲ့မခွာနိုင်အောင်ဆွဲဆောင်နိုင်ပါတယ်။အကြိုက်ဆုံးနောက်တစ်ခုကတော့ Sandy Bay Resort ကအစားတောက်တွေပဲဖြစ်ပါတယ်။ Sandy Bay Resort က chef ကအရန်ကိုတော်တယ်။ဟင်းပွဲတိုင်းမှာ chef တစ်ယောက်ရဲ့စေတနာမေတ္တာတွေကိုအပြည့်အဝခံစားရတယ်။ပြောချင်တာကတော့အရသာရေးလဲမိုက်တယ်။ Breakfast buffet ကလည်းစုံလင်တယ်။ထမင်းကြော်နဲ့ဝတ်သားလေးကိုလည်းမေးမရအောင်ဆွဲလန်းခဲ့တယ်။ဆွဲလန်းခဲ့တဲ့ထဲမှာကနန်းခွက်ကြော်လေးလည်းပါပါတယ်။မိုဟင်းငါးကိုလည်းဘယ်နေရာဘယ်ဒေသပဲရောက်ရောက်အရန်ကြိုက်ပါတယ်။ Breakfast buffet ကိုလည်းတစ်နေ့နဲ့တစ်နေ့မတူညီအောင်လို့စီစဉ်ပေးထားပါတယ်ရှင်။ကိုရီခောက်ဆွဲလေးရလည်းစားလို့အရန်ကောင်းခဲ့ပါတယ်။အိယာနူရာနဲ့ breakfast ကောင်းကောင်းစားရတာကလည်းကံကောင်းခြင်းတစ်ခုပါပဲရှင်။ရေကူးကန်ကလည်းတန်ရှင်းကျယ်ဝန်းပြီးတော့ပင်လယ်ပြင်နဲ့တသားတည်းဖြစ်တဲ့Sandy Bay Resort ကငွေဆောင်မြို့ထဲမှာပဲရှိတော့ဈေးဝယ်ထည့်ရတာလည်းအဆင်ပြေတယ်။ပင်လယ်ကြီးကိုကြည့်ပြီးတော့အနားယူပန်းဖြေလို့ရတဲ့နေရာလေးတွေလည်းလုပ်ပေးထားတယ်။ကျွန်းအတွက်ကတော့ဘီယာတောက်လို့ကောင်းခဲ့တဲ့နေရာလေးပေါ့ရှင်။ vlog လေးကိုစဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးပါ။